သက်ကြီးအားလုံးပဲမြင်ကြလားပါဒီနေ့မှာတော့မြမရုပ်ရှင်လောကမှာချစ်စရာကောင်းပြီးအပြစ်ကင်းစင်တဲ့အပြုံးလေးတွေနဲ့ပရိသတ်တွေရဲ့အသေးကိုဖန်ဆာထားတဲ့တရုတ်ဆောင်ရွှေသမီးရဲ့အမှုပညာခီးလန်းအကြောင်းကိုတင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်ရွှေသမီးဆိုတဲ့နာမည်လေးအတိုင်းပဲအဖိုးတန်လှတဲ့သူမရဲ့တရုတ်ဆောင်ချက်တွေဟာမြမဗီဒီယိုခစ်ကနေဒီနေ့ခေတ်ရုပ်ရှင်ဇာတ်ကားကြီးတွေအထိပရိသတ်တွေရဲ့နှလုံးသားထဲမှာနေရာယူထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်သူမဟာရိုးရှင်ပြီးယဉ်ကျေးတဲ့အလှတရားတွေနဲ့အတူအနုပညာလောကတွေကိုဘလို့ခြေချခဲ့လဲဆိုတာကိုပရိသတ်တွေအားလုံးအနေနဲ့ကြည်လိုက်ကြရအောင်ပါရွှေသမီးကို1993ခုနှစ်မှာရန်ကုန်မြို့မှာမွေးဖွားခဲ့တာလည်းဖြစ်ပါတယ်သူမဟာအနုပညာလောကတွေကိုမော်ဒယ်တယောက်အနေနဲ့စတင်ဝင်ရောက်ခဲ့ပြီးဓာတ်ပုံမော်ဒယ်လောကမှာနာမည်ရလာခဲ့သူလည်းဖြစ်ပါတယ်ထို့နောက်မှာတော့ဗီဒီယိုဇာတ်ကားတွေမှာပါဝင်တရုပ်ဆောင်ရင်သူမရဲ့ပရိသတ်အခိုင်အမာကိုတီဆောက်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။သူမကိုလူသိအများဆုံးဖြစ်စေခဲ့တာကတော့သူမရဲ့မျက်ဝန်းလေးတွေနဲ့အပြုံးတွေပဲဖြစ်ပါတယ်။သူမဟာဘလို့ဇက်ရုံမျိုးမှမဆိုတဘာဝကြတရုပ်ဆောင်နိုင်ုံနဲ့မကပဲရိုးရင်ဝတ်စုံလေးတွေနဲ့သူမရဲ့ပုံစံဟာမြန်မာပရိသတ်တွေကြားမှာအထူးရေပန်းစားခဲ့တာလည်းဖြစ်ပါတယ်။သူမပါဝင်တရုပ်ဆောင်ခဲ့တဲ့ဇာတ်ကားများစွာတွေကမှအလွန်အဆွေအပြုံးအားလုံးကိုပရိသတ်တွေကတခဲနဲ့အားပေးခဲ့ကြတာလည်းဖြစ်ပါတယ်။အောင်မြင်မှုဆိုတာအလိုလိုရောက်ရှိလာတာမဟုတ်ဘူးဆိုတာအသေးချပါပဲ။ရွှေသမီးကလည်းအနုပညာလောကတွေမှာနေရာတစ်ခုရဖို့အတွက်အသက်နိုင်ဆုံးကြိုးစားခဲ့တာလည်းဖြစ်ပါတယ်။သူမဟာရုပ်ရှင်ဇာတ်ကားကြီးတွေမှာဝါရင်တရုပ်ဆောင်ကြီးတွေနဲ့အတူတွဲဖက်တရုပ်ဆောင်ရတဲ့အခါမှာလည်းအားမငယ်ပဲမိမိရဲ့အရေးချင်းကိုအကောင်းဆုံးထုတ်ပြနိုင်ခဲ့တာလည်းဖြစ်ပါတယ်။အထူးသဖြင့်တနင်္ဂနွေနဲ့စပွန်ဆာကတ်တူတော်ရုပ်ရှင်ကားကြီးတွေမှာသူမရဲ့တရုပ်ဆောင်မှုတွေကပုံမရင့်ကျက်လာတာကိုတွေ့ရှိရမှာလည်းဖြစ်ပါတယ်။သူမဟာအလှပကိုပဲအလေးပေးတဲ့မင်းသမီးတယောက်မဟုတ်ပဲဇက်ကောင်ရဲ့ခံစားချက်ကိုပရိသတ်ထံရောက်ရှိအောင်ပုံဖော်နိုင်တဲ့တရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိချိန်မှာတော့ရွှေသမီးဟာအောင်မြင်တဲ့မင်းသမီးတယောက်ဖြစ်တင်တာမကပဲချစ်စရာကောင်းတဲ့အိမ်တော်ရှင်မတယောက်အနေနဲ့ပါပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။အနုပညာအလုပ်တွေကိုအရင်ကလောက်အဆက်မပြတ်မလုပ်ဖြစ်တော့ပေမဲ့လည်းပရိသတ်တွေကတော့သူမရဲ့တရင်တိုင်းလှုပ်ရှားမှုတိုင်းကိုအမြဲတစေစောင့်ကြည့်အားပေးနေကြဆဲလည်းဖြစ်ပါတယ်။ရွှေသမီးရဲ့ဘဝခီးလန်းဟာယူသားမှုစ조사မှုနဲ့စိတ်ကောင်းရှိမှုတို့ပေါင်းဆက်ရင်ဘယ်လောက်ထိလှပနိုင်လဲဆိုတာကိုတက်တည်ပြနေတာလည်းဖြစ်ပါတယ်။သူမရဲ့ရှေ့ဆက်မဲ့အနုပညာခီးလန်းနဲ့လူမှုဘဝမှာလည်းပုံမတောက်ပတဲ့အောင်မြင်မှုတွေရရှိပါသေးကြောင်းစုမုံအောင်တောင်းရင်ဒီကနေဒီစီဇန်လေးကိုဒီမှာပဲရန်နာလိုက်ရပါတယ်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။